နော်အညိုအတေးရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ခမ်းနားကြီးလေးဖြစ်ပါတယ်ဒီကနေ့မှာဖိတ်ကြားထားတဲ့ပုံပြရှိရှိမင်းတွေရဲ့ဒီမဲ့တီးတီးတွေဖိတ်ကြားထားတဲ့မီဒီယာအသီးသီးကတာဝန်ရှိရည်ကြီးမင်းတွေနဲ့အတူဒီနေ့ကျွန်တော်တို့ရဲ့အမှုပညာရှင်အသက်ပညာရှင်ပေါင်းများစွာနဲ့တက်ရောက်လာတဲ့ရောက်ပါတယ်အမှုပညာရှင်အသက်ပညာရှင်ပေါင်းများစွာနဲ့ဒီကျွန်တော်တို့ရဲ့အမှုပညာရှင်များကိုချစ်ခင်မြတ်လို့စွာနဲ့ချိန်ပြီးတော့လာရောက်ကြည့်ရှုအားပေးကြတဲ့ပြိပက်တွေအားလုံးနဲ့တာကြရှင်များကောင်းတဲ့နေရာလေးတွေကိုချိန်ဆပြီးဖြစ်ပါတယ်တော့ဘာလို့ဒီလိုဆက်စားပါလဲ။ဘာလို့ဒီနေ့ကမှာခဏလေးနေနေတာကြည့်တော့မယ်။ပြည်က MC ဖြစ်နေပါလို့ရှင်။ဟုတ်ကဲ့ရှင်အခုဆိုရင်တော့တောင်းတဲ့နေရာကြီးကြီးနေတဲ့သုံးရောနဲ့ရှိနေပြီဖြစ်ပါတယ်လေ။ဒါဆိုရင်ဒီနေ့အဲ့ဒီတော့ဒီနေ့အားလုံးနဲ့သုံးရောနဲ့ရှိနေပြီဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ဒီနေ့မှာပြောလို့ချင်ပါတယ်။အညိုအတေးရုပ်ရှင်စကားကြီးရဲ့ Red Carpet Show ခမ်းနားကြီးကိုတော့အားလုံးနဲ့လက်ခုပ်တိုင်းချင်းနဲ့ဒီစတင်နေရပါတယ်။ဒီလိုမျိုးပါရှင်။ဘာလို့ဒီနေ့ဝေယနာစရာဆိုတော့ကိုစီရနေလေးနဲ့2ယောက်တွဲဟွာလေးကိုယူပေးတာပါ